အဖိုးကြီးကသူ့ရဲ့နဖူးကိုဇွန်ဘီအကြိုက်ခံလိုက်ရပါတယ်နောက်တနေ့မှာတော့သူကဇွန်ဘီပုံစံဖြတ်သွားမယ်ထင်ပြီးကြောက်လန့်နေပါတယ်โอเคသူထင်ထားတယ်လို့မဟုတ်ခဲ့ပါဘူးနောက်တနေ့မှာတော့သူကပိုးပြီးတာမာလာတယ်လို့ခံစားရပါတယ်သူငယ်ချမ်းတွေကလည်းဒါကိုတတိထားမိသွားတယ်လို့သူ့ရဲ့ရုပ်ရည်ကလည်းပိုပြီးနှုတ်ပြလာပါတယ်သူကိုယ်တိုင်အောင်မှန်ထဲမှာပြန်ကြည့်လိုက်ပြီးအံ့ဩနေပါတယ်ကဲသူကဇွန်ဘီစီသွားလိုက်ပြီးကျေးဇူးတင်ကြောင်းပြောပြီးပျော်ရွှင်နေပါတယ်မင်္ဂလာဆောင်ဖို့ရှိနေတဲ့သူ့ငယ်ချင်းကတော့ဒီလွတ်ရွက်ချက်ကိုအတင်းမေးပေမဲ့သူကတော့မပြောပြချင်ပါဘူးနောက်တော့ဒေါ်လာ100ပေးမယ်ပြောတာကြောင့်ပြောပြလိုက်ပါတယ်ခဏနေတော့သူ့စီကိုအဖိုးကြီးတွေစုပြီးရောက်လာပါတယ်သူတို့လည်းနှုတ်ပြတန်ဆွမ်းလိုကြတာကြောင့်အကုန်ရောက်လာကြတာပါကဲဇွန်ဘီကြိုက်ခံဖို့အတာပထမဆုံးမင်္ဂလာဆောင်မဲ့အဖိုးကြီးဟာအရင်ကြိုက်ခံလိုက်ပါတယ်နာလို့អော်လိုက်ပါတယ်အကုန်လုံးကလည်းကြောက်လန့်သွားပါတယ်ဒါပေမဲ့လည်းနောက်ဆုံးမှာတော့တယောက်ပြီးတယောက်ကိုအကြိုက်ခံကြပါတော့တယ်နောက်တနေ့မိုးလင်းမှာတော့အကြိုက်ခံထားတဲ့အကုန်လုံးဟာပိုမိုနှုတ်ပြလာကတန်ဆွမ်းလာပါတော့တယ်